မတော်ချင်ပါဘူးအဖေဟာတော်ကြတော့လို့အစင်ပြေကောင်းတယ်အစင်မပြေဘဲနဲ့ပြန်ခဲ့ရလို့ရှက်စရာကြီး မင်းอ่ะကွာမသွားသေးဘူးဒီအစင်မပြေဘူးဆိုတာထဲ့တွက်နေကြတယ်ကွာမင်းရှုံးနေပြီကွာတိုက်ပွဲဆိုတာတိုက်ကြည့်မှနိုင်လားရှုံးလားဆိုတာသိမှာ ဟုတ်တယ်တာရဲ့ ဦးနိုင်ကျော်ကိုယ်တိုင်လည်းလူလူလားလားနဲ့ကိုရဲသေးလို့လက်တွဲချင်လို့သူ့ပူစာမန်နေဂျာတယောက်နေတင်လာပြီးဆူနေတာ ဦးနိုင်ကျော်ကိုကျွန်တော်တခါမှမဆက်ဆံဘူးတော့သူ့သဘောထားကိုကျွန်တော်မသိသေးဘူးခင်ဗျာ အဲ့အတွက်တော့စိတ်ချပါဗျာဦးနိုင်ကျော်အလုပ်တင်မှုလူမှုရေးလည်းအရန်ကောင်းနေတယ်ပါကိုရဲသေးကကျွန်တော်တို့နဲ့လက်တွဲမယ်ဆိုလို့ရှိရင်လက်ရှိခံစား권နဲ့ပို့ပြီးအကျိုးရှိတယ်ဆိုယုံစီချင် ကျွန်တော်ငွေကိုအဓိကမထားပါဘူးကျွန်တော်အလုပ်ကိုပဲတန်ဖိုးထားတယ်ဒီကိစ္စကလည်းကျွန်တော်တယောက်တည်းဆုံးဖြတ်လို့မရဘူးကျွန်တော်ကအဖေရှိသေးတယ်ကျွန်တော်အဖေနဲ့ကျွန်တော်တိုင်ပင်လိုက်ပါဦး ကြိုက်တယ်လို့လုပ်ပါဗျာအဓိကကိုရဲသေးကျွန်တော်တို့အလုပ်ကိုလက်ခံဖို့အဲ့တော့ကိုရဲသေးရှိအပြင်ကျွန်တော်ဘယ်လိုလုပ်သိရပါ့မလဲ ကျွန်တော်စဉ်းစားပေးမယ်လေကျွန်တော်စဉ်းစားပြီးတော့ခမရရှိကိုကျွန်တော်ဖုန်းဆက်လိုက်မယ်ခမရဖုန်းနံပါတ်ကျွန်တော်တစ်စိတ်လောက်ပေးပါလား ဒါဦးနိုင်ကျော်ဖို့ ကျေးဇူးတင်တယ်အဲ့ဒါပဲဦးနိုင်ကျော်ကိုတိုက်ခိုက်ဆရာမျိုးကနဲ့ဖားအောက်ကိုအလိုလိုကြီးကိုဝင်လာတာဖေးကျွန်တော်သားကဘယ်လိုပြောလိုက်လဲဒါကအချိန်ယူပြီးတော့စဉ်းစားအောင်မယ်လို့ပြောလိုက်ဒီကောင်းတယ်ကောင်းတယ်ကောင်းတယ်နှစ်20လုံးလုံးကွာအနှစ်20လုံးလုံးဒုက္ခလွယ်လွယ်နဲ့ပြီးလိုက်လို့တော့မဖြစ်ဘူးမတန်ဘူးဖြစ်သွားမယ်လူအတန်ရင်တစ်ချိန်ပဲသိတယ်ကွာစိတ်ကိုတန်ရင်အချိန်ချင်းသိမယ်ဒီလူတွေကိုမင်းစိတ်ကိုအချိန်ချင်းတအဲ့ကောင်းတော့ထဲ့တာစိတ်ချပါဗျာဦးနိုင်ရောတောင်းမလုံးနေပေးပြီးဘလောက်ပဲစီယုံဘာစိတ်ထဲတော့မှရိုင်မသွားဘူးဖေဒီဘက်ပြန်ပေါ့မင်းငါရာဒီတင်ပြီးတာရှော့တော့ပဲဖြစ်မှာတော့ဒါနဲ့ရှော့တော့မတွက်နဲ့နော်ဒီကောင်လေးကတစ်ချိန်လုံးညစ်ပတ်လာတဲ့လူမွေးရမြန်အဲ့ဒီညစ်ပတ်တဲ့စိတ်ဖြိနေလားမသိဘူးအဲ့တော့ရှော့မတွက်နဲ့ဒီကောင်လေးနောက်ထပ်ပုံစံတစ်ခုနဲ့တော့ဝင်လာရင်မင်းဘယ်လိုလုပ်မလဲဘယ်လိုကာကွယ်ဘယ်လိုရင်ဆိုင်အဲ့ဒါပဲခက်ကောင်းတယ်ဒါနားလဲပါတယ်ဖေဟာဟုတ်တယ်ဒါနောက်မှာအဖေကြောင်လုံးရှိနေတာပဲဒါလေအဖေမသိရဘာတစ်ခုမှမလို့ဘာတစ်ခုမှမဆုံးဖြတ်ဘူးအဖေသိမှဒါဆုံးဖြတ်မလုပ်မယ်ငါဖေရတာကူနေတာကွာမင်းမကောင်းဖေရတာကူနေမဟုတ်တယ်တင်မေးဆိုပြီးမင်းကချစ်တယ်ကွာ ကဲဘယ်လိုလဲပါမင်းဟိုပညာရှင်ဆိုတဲ့လူငယ်ကိုစီးယုံလို့ရပြီလား တားလည်းလူလွတ်ပြီးတော့စီယုံခိုင်းတာပဲအဖေစဉ်းစားအောင်မယ်တဲ့ခုတိတ်တော့ဘာမှကိုအကြောင်းမပြန်သေးဘူး အဲ့ဒါဆိုလဲမင်းကိုယ်တိုင်ဝင်ကြည့်ပါလားကွာဒါမှ yes or no အဖြေတစ်ခုထွက်မှာပေါ့ မတော်ချင်ပါဘူးအဖေဟာတော်ကြတော့လို့အစင်ပြေကောင်းတယ်အစင်မပြေဘဲနဲ့ပြန်ခဲ့ရလို့ရှက်စရာကြီး မင်းอ่ะကွာမသွားသေးဘူးဒီအစင်မပြေဘူးဆိုတာထဲ့တွက်နေကြတယ်ကွာမင်းရှုံးနေပြီကွာတိုက်ပွဲဆိုတာတိုက်ကြည့်မှနိုင်လားရှုံးလားဆိုတာသိမှာ ဟုတ်တယ်တာရဲ့ကိုလုပ်ငန်းအောင်မြင်မှုအတွက်အဲ့ဒီလောက်ကတော့ရင်းရမှာပဲအမြင့်ဆုံးကိုရောက်ဖို့အတွက်အမြန်ဆုံးနီးလာအောင်တော့ရှာမယ်ကို့ကိုလက်တွဲခေါ်မဲ့သူကိုရှာကိုကပြန်ပြီးတွဲခေါ်ရမယ့်လူတော့ဒါရှောင်းအောင် အမေပြောတာတော့ဟုတ်ပါရဲ့အမေဟာဒါပေမဲ့တားသူ့ကိုတော်တွေ့ဖို့ဆိုတာတော့စဉ်းစားအောင် ရပါဒီမှာတွေးဝေးတယ်ဆိုတာလူတွေအားလုံးအတွက်အစိတ်ပဲကွာအဲ့ဒါကြီးကိုမင်းကောင်းလေးကထုတ်ပစ်လိုက်စမ်းပါကွာ ကဲပါဖေးရဲ့ကိုပွေးရတဲ့သားပဲကိုသိဆုံးဖေးပဲကောင်းလို့စီစဉ်လို့ ကိုသိပါတယ်ကွာဒါမဲ့ဖြစ်လာမလားလို့စူးစမ်းကြည့်တာကဲဒီကိစ္စကိုဖေးကိုယ်တိုင်သွားပြီးစီယုံတယ်ဟုတ်ကဲ့ အန်ကဲခဏလေးရဲသေးစိုက်တယ်မှာတောက်ခေါက်ခိုင်းတာ ရပါ ဟောကျောင်းစံနဲ့ရဲသေးရလာရဲ့ဘာကိစ္စရှိလို့လဲ မောင်ရဲသွေးဆိုတာ ကျွန်တော်ပါပဲခင်ဗျ
ဦးကတော့ကြော်ဆောက်လို့ရေးပိုင်ရှင်သူမျက်စင်ပါ ဟောနာမည်ကတော့ကြားဖို့တော့ကြားပါပြီဒီကတော့အခုမှပဲတွေ့ပြီဗျာကျွန်တော်ဘာကိုကြည့်ပြရမလဲ မောင်ရဲသွေးကိုလှုပ်အပ်ခြင်းလို့ ဒီကိစ္စကတော့မဖြစ်နိုင်ပါဘူးကျွန်တော်ဦးစောလာအောင်ဒီဇိုင်းပုံစံတွေဆွဲပြီးဖို့အများကြီးရှိနေသေးတယ် ဒီတော့လည်းသစ္စာရှိနေစရာမလိုပါဘူးလုပ်ငန်းရှင်ဆိုတာအလုပ်ရှိတော့မို့ပါအလုပ်မရှိတဲ့အခါကျကိုယ်ကန်ထုတ်ပြလိုက်တာဦးအနေနဲ့ကမောင်ရဲသွေးကိုအချိန်ရှိတော့လှုပ်စားစေခြင်းလို့ ဦးခုလိုပြောတာကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်လုပ်ငန်းပိုင်ရှင်ဦးစောလာအောင်နဲ့ဟာကျောင်းနဲ့တောင်နားလည်းမယူပြီးအလုပ်လုပ်နေကြတာစာရုပ်စာလည်းမရှိပါဘူး ဒါဆိုရင်အခွင့်အလမ်းအများကြီးရှိတာပဲမောင်ရဲသွေးအနေနဲ့ဦးတို့စီမှာလုပ်မယ်ဆိုရင်ငွေကြေးဘာမှပြောစရာမလိုမောင်ရဲသွေးရဲ့ဆန္ဒကိုပဲဦးသိချင်တယ် ကျွန်တော်စဉ်းစားပေးမယ် စိတ်တော့အချင်းစွဲ ကျွန်တော်တစ်ပတ်အတွင်းဖြစ်ပြီးပါ ကဲဒါဆိုဦးကိုခွင့်ပြု ကောင်းပါပြီ